မင်္ဂလာပါကျွန်တော်ဒီ Maven Hunter Pro ဆိုတဲ့ဒီ antivirus software ကိုတစ်နှစ်စာ license give away ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဟာကိုဝယ်သုံးမယ်ဆိုတော့သူကတစ်နှစ်ကို$29.95ကျတင်မှာဖြစ်ပါတယ်အဲ့ဒါကိုဒီတစ်နှစ်စာ license key ကိုကျွန်တော်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒီပေးထားတဲ့ဒီ Telegram channel link ထဲကိုကျွန်တော်နှိပ်ပြီးဝင်လိုက်ပါဒါဆိုတော့ကျွန်တော်ရဲ့ဒီ Telegram channel ထဲကိုရောက်သွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ link တွေပေးထားရပါတော့အရင်ဆုံးကျွန်တော်တို့ကဒီ key သွားပြီးတော့ယူလို့ရပါတယ်ဒီ link ထဲကိုနှိပ်ပြီးတော့ဝင်လိုက်ပါပြီးတော့ဒီမှာသူကဒီ license key ယူဖို့အတွက်ဒီမှာ step 1 2 3 4ဆိုပြီးတော့ပေးထားတယ်ဒီ give away ကတော့ကျွန်တော်ဒီ March လ12ရက်ကနေပြီး April 30အထိပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီ April 30မကြော်ခင်မှာဒါကိုယူလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ step 1မှာဆိုတော့ကျွန်တော်ဒီကိုယ့်ရဲ့ဒီ email ကိုထည့်ရမှာဖြစ်ပါတယ်ပြီးတော့ဒီ step 2မှာတော့ဒီ verify you are human ဆိုတဲ့ဒီအောက်ကအမှန်ချစ်လေးကိုနှိပ်ပေးလိုက်ပါဒီမှာ step 4မှာတော့ကျွန်တော်တို့ကဒီ download the Maven Hunter Pro ဆိုတဲ့ဟာကိုဒီ link ကနေပဲကျွန်တော်တို့ download ရပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒီ right click နှိပ်ပြီးတော့ open link in new tab ကိုနှိပ်လိုက်ပါပြီးတော့ဒီအောက်မှာကျွန်တော်ဒီ get my key now ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ဒီအပေါ်မှာကျွန်တော်ရဲ့ဒီ email ရဲ့အောက်မှာ license ဆိုတာရဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဒါလေးကိုခဏထားပြီးတော့ကျွန်တော်တို့ကဒီ software ကိုအရင်ဆုံး download ပြီးတော့ install မှာဖြစ်ပါတယ်ဒီမှာ download ဆိုတာလေးကိုနှိပ်လိုက်ပါဒီပေါ်မှာဆိုတော့ဒါ download လုပ်နေဖြစ်ပါတယ်ဒါလေးကိုပြီးအောင်ခဏစောင့်ပြလိုက်ပါမယ်ပြီးတော့ပြီဆိုတော့ဒီ exe file လေးပေါ်မှာကျွန်တော်တို့ဒီ click တစ်ချက်နှိပ်ပြီးတော့ install လိုက်ပါမယ် run ကိုနှိပ်လိုက်ပါ next ကိုနှိပ်ပါမယ် agree ကိုနှိပ်ပါမယ် next ကိုနှိပ်ပါမယ်ပြီးရင် install ကိုနှိပ်ပါမယ်ပြီးတော့ဒီ finish ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပေါ်လာတဲ့ဒီ browser လေးကိုပိတ်လိုက်ပါမယ်ဒါဆိုတော့ဒီမှာဒီ Maven Hunter software လေးကပွင့်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ activate လုပ်ရအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ activate now ဆိုတာလေးကိုနှိပ်လိုက်ပါဒီ email နဲ့ license code မှာခုနကတော့ကျွန်တော်တို့တောင်းထားတဲ့ဟာလေးကိုတွားပြီးတော့ copy ယူပြီးတော့ထည့်ပေးမှာဖြစ်ပါတယ် email ကတော့ကျွန်တော်တို့ဒီရိုက်ထည့်ထားတဲ့ email လေးကိုထည့်လိုက်ပါမယ်license ကတော့ကျွန်တော်တို့ဒီဟာလေးကို copy ယူပြီးတော့ထည့်လိုက်ပါမယ်ပြီးတော့ဒီ activate now ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုကျွန်တော်တို့က license ရသွားပြီဖြစ်ပါတယ်ဒီမှာဒီ license type မှာ professional edition ဖြစ်သွားပြီဒီမှာ license code expire date မှာတော့ကျွန်တော်တို့ကဒီမှာ363ရက်ပေါ့နော်ကျွန်တော်ဒီတစ်နှစ်စာ license ရသွားမှာဖြစ်ပါတယ်ဒါဆိုတော့ဒီ Maven Hunter လေးကိုကျွန်တော်တို့license version နဲ့ရသွားပြီဖြစ်ပါတယ်license code ထည့်ပြီးတော့ပြီဆိုတော့ဒီအပေါ်မှာဒီ Maven Hunter ရဲ့ဘေးမှာ Pro ဆိုပြီးတော့ပြောင်းသွားမှာဖြစ်ပါတယ်ဒါဆိုတော့ဒီမှာကျွန်တော်ဒီ scan ဖတ်လို့ရပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ဒီ antivirus ကို license နဲ့အသုံးပြုခြင်းတဲ့သူအတွက်ကျွန်တော်ဒီတစ်နှစ်စာ license လေးကို give away မျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်